ဒီဘက်မှာလူတီလောင်းတွေကိုငှက်စာကျွေးတဲ့ယူရတလေးတွေကိုရှိတယ်ဆိုရင်တော်တော်များအောင်မိမှာပါဒါပေမဲ့အဲ့ဒီလိုမျိုးပြုလို့ရတဲ့အကြောင်းတွေလည်းရှိပါတယ်တိဘက်ဒေသဟာရန်အေးရဲ့ဒေသတကူဖြစ်ပြီးတော့မီဒီချိုဖို့အတွက်ထင်းနေရှားသလိုမြောက်ကူတင်ဖို့ကလည်းကြောက်တော်နေကြမှာမလွယ်ဘူးလားပါဘူးအဲ့ဒါကြောင့်လဲရှေးကလေးကလက်ထားငတ်တွေအတွက်အစာကျွေးခြင်းဆိုတဲ့ကောင်းကင်တကြိုချင်းတလေးကိုပြုလို့လာခဲ့ကြတာပါဒီလေးကိုတော့လူနေဒေသနဲ့ဝေးတဲ့တောင်လျာတနေရာမှာပြုလုပ်ကြပါတယ်ဒီဘက်မှာကောင်းကင်တကြိုတဲ့တင်းကျွန်းနေရာပေါင်း1095နေရာတောင်မှရှိတာပါငှက်စာကျွေးရဲ့နေရာမှာအလောင်းပုံဇာဝနာကျွမ်းကျင်သူတွေကခုတ်တိဖြစ်တော့ပြီးတော့ငှက်တွေလည်းကုသဆောင်နိုင်အောင်လို့လည်းပြင်ဆင်ပေးကြပါတယ်လူတယောက်ရဲ့စိတ်ဝင်ကြီးကခန္ဓာကိုယ်တစ်ခုတည်းကထွက်သွားခဲ့ရင်ဒါဟာဗလာဖြစ်နေတဲ့ကိုယ်တစ်ခုပါပဲဗလာဖြစ်နေတဲ့ခန္ဓာကိုယ်ကိုတိရစ္ဆာန်တွေအတွက်အစာပြေထားခဲ့ရခြင်းကတတဝါတွေကိုတနာညက်တာနဲ့ရောက်ပြီးဒါဟာလူတယောက်ဖို့နောက်ဆုံးကောင်းမှုလုပ်ရတဲ့ခုလို့လည်းသူတို့ကယူသားကြပါတယ်အာတုပနာသူတွေအတွက်လည်းလူဘဝဆိုတာတက်ရှိနှုံတန်ဖို့ရှိပြီးတည်သွားရင်တိရစ္ဆာန်လောက်တော့တန်ဖို့မရှိတော့ပါလားဆိုတဲ့အတွေ့အကြုံရသွားကြမယ်လို့ထင်ပါတယ်ဒီဒီလေးကအရန်ကောင်းတဲ့ UR လေးတစ်ခုလို့တော့ကျွန်တော်အနေနဲ့မြင်ပါတယ်ခင်ဗျာအခုကြည့်နေတဲ့သူရောဒီဗီဒီယိုကိုကြည့်ပြီးဘယ်လိုမျိုးမြင်လဲဆိုတာ comment မှာဝင်ရေးသွားပြလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်